စတင်လေးပြပေးပါလားတဲ့ဖုန်းကောင်းစားကြီးနဲ့ဆိုတော့ဆွဲနိုင်တာပေါ့တဲ့ကျိုးဆွဲနည်းလေးတင်ပေးပါလားတဲ့မတင်ပေးနိုင်ဘူးကွာရောအားဝင်မင်္ဂလာပါကျွန်တော်တို့ကြီးမဆွေရှိပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တူတူများတောင်းဆိုထားတဲ့ funny ကျိုးဆွဲနည်းလေးပေါ့နော်ကျွန်တော်တီးတော့ပြောပြပြီးတော့မှဖြစ်ပါတယ်ဒီတော့စလိုက်အောင် funny ကျိုးဆွဲတာစတင်နဲ့ဆိုင်လားဆိုတော့မဆိုင်ပါဘူးဒါပေမဲ့ကျွန်တော်သုံးထားတဲ့ဟာတွေတော့ပြပြီးမယ်အရင်ဆုံးစတင်နဲ့ဝင်မယ် control ပြီးရင်အောက်ကနေဆွဲချလိုက်ပြီးရင်မှာအိမ်ပိန်းလေးဆိုတာရှိအဲ့ on နေလိမ့်မယ်ဗျာအဲ့ on ထားမယ်ဆိုရင်ဒီနေ့ကြည့်စောက်စမ်းဖြစ်နေလိမ့်မယ်ဗျာတကယ်လို့အဲ့ဒီအိမ်ပိန်းလေးကိုဘယ်လိုပိတ်ထားမယ်ဆိုရင်တော့အဆင်ပြေပေါ့နော်ကျိုးဆွဲနေမှာအဲ့ဒါကြောင့်ဘလိုနီယံမျိုးမှာတုံးတယ်ဆိုတော့ဗျာ Franco တို့ချန်ကဲတို့ Novaria တို့ Flame Shot တို့တုံးတဲ့နေရာမှာတော့အဲ့ဒါအဆင်ပြေပေါ့နော်ဒီ Fanny ကျိုးဆွဲနေမှာတော့အဲ့ဒါအဆင်ပြေမယ်တော့မထင်ပါဘူးဗျာအဲ့ဒါကြောင့်ပိတ်ထားခိုင်းတာပါနောက်တစ်ခုကတော့ဘယ်လိုပုံစံမျိုးလဲဆိုတော့မသိပြီမေဗျာအဲ့ဒါကိုဘယ်လိုပြောပြရမလဲဆိုတော့အမေတော့မသိဘူးเนาะဒါပေမဲ့ဘယ်လိုပဲစကီတူကိုကြည့်လိုက်ရအောင်โอเคလို့ဖြစ်နေเนาะcontrol ကိုသွားမယ်စတင်နေပြီးရင်အောက်နေဆိုလိုက်မယ်မှာစကီ joystick ပို့တယ်ဆိုရှိအဲ့ဒါနေတယ်မယ်အဲ့ဒါဆိုရင်မရှိတော်လေးဆွဲရတာတော့အဆင်ပြေသွားဗျအမှဘရိုစကီတူကိုတိကျပြန်ကြည့်လိုက်မှာအားလေးပြောင်းသွားတယ်အဲ့တော့တကယ်လို့မှကျိုးဆွဲရအဆင်ပြေသွားပါတော့အဲ့ဒါနဲ့ပြီးတော့ဒီမဲ့စတင်နေမှာပြီးရင် control ပြီးမှ interface ဆိုတာရှိ customize ကိုနေလိုက်မယ်ဆိုရင်အမှလောက်ပေါက်တွေချင်းလို့ရပါတော့ကိုကြိုက်လို့ဒီမဲ့အမှဘရိုတို့ကစကီတူကိုကိုလက်နဲ့ကွက်တီကြောင်ချင်းရမှာပေါ့နော်အမှအဲ့လိုတိကျချင်းပြီးမှလားကျိုးဆွဲတဲ့နေရာမှာအဆင်ပြေမှာပေါ့နော်ဒီမဲ့ကျွန်တော်အရင်တော့ထားတဲ့လက်ကောက်ကိုကြည့်လိုက်ဗျာစကေးတစ်ခုနဲ့တစ်ခုကကျဲကျဲကြီးဗျာဆွဲရကြည့်ရတယ်မမိုက်ဘူးဗျာအဲ့တော့ခုနဲ့ဆိုတော်တော်ကွာသွားပြီပေါ့နော်နောက်တစ်ခုက straight ကြီးပဲပေါ့နော်ဒါကတော့မြန်မာလိုဆွဲနေပြီဖြစ်ပါတယ်ဒါကတော့ straight ကြီးပဲပေါ့နော်ကျိုးဆွဲရချင်းတူတော့မှပါကွာသွားတယ်လို့မီးဝေးပေါ်သွားပါဟုတ်ကဲ့အားအောင်မင်းပြောနေရတာရောဂိမ်းကိုကြောင်းရုပ်သွားတာမျိုး straight ကြီးပဲဘယ်လိုဆွဲရလဲဆိုတော့ straight ကြီးပဲအရှိဆွဲမှအတူဆွဲရတယ်ပေါ့နော် straight ကြီးပဲဆိုတော့အရှိတူပဲသွားတာအတူရှိလုံးမတော့ Fanny ခုမှစပြီး train မဲ့လူတွေကိုကျတော့ straight ကြီးပဲမလေးချင်းနေနေပေါ့နော်ခုမှစပြီး train မဲ့လူတွေကိုကျတော့တလင်းချင်းစီကိုတတိရှာရှာလေးလေ့ကျင့်သွားရင်ပိုကောင်းမယ်လို့ထင်တယ်နောက်တစ်ခုကကျိုးသုံးချောင်းဆွဲရပါဒီကျိုးသုံးချောင်းဆွဲတာ energy ကိုလည်းထွေတာပြီးသားဖြစ်တယ်လို့ဘက်တရီထဲမှာလည်းတော်တော်လေးကိုအသုံးဝင်ပါတယ်ကျိုးသုံးချောင်းဆွဲတာတော်တော်လေးကျွမ်းကျင်ပြီဆိုမှ straight ကြီးပဲကိုကောင်းမယ်ပေါ့နော် Fanny ကိုတကယ်စိတ်ဝင်စားတယ်ဆိုရင်တကယ်ကျိုးတကယ်ဆွဲတတ်ချင်တယ်ဆိုရင်နေရာလေ့ကျင့်ပေးရမယ်ပေါ့နော်တရက်ကိုအလူဆုံး2နာရီလောက်ပေါ့အနည်းဆုံး2နာရီလောက်တော့လေ့ကျင့်ပေးပေါ့နော်ပြီးတော့လက်ကျင်သားရအောင်ရှောက်ပဲပေါ့နော်ကျွန်တော်လိုကျိုးတေချာဆွဲတတ်ချင်လို့လေ့ကျင့်ပါရဆိုရင်ဘာလို့ရှောက်ခဲ့ခိုင်းဘာမှမဟုတ်ပါဘူးလက်မရအောင်ဆွဲခိုင်းတာပါဒီတိုင်းကျွန်တော်နောက်ဗီဒီယိုတစ်ခုမှာ straight ကြီးပဲဘယ်လိုဆွဲရလဲဆိုတော့အသေးစိတ်ပြောပြပေးမယ်ပေါ့နော်ဒီနေ့ရဲ့ဗီဒီယိုတော့ဒီလောက်ပါပဲခင်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye